တင်လွတ်မြောက်နိုင်တာယေရှုကြောင့်ဖြစ်တယ်အာမင်ကိုဖျားရှင်ကိုကိုတော်ယေရှုတင်တယ်ဆိုပြီး3 ကြိမ် 3 ဟာကြွကြွရအောင်ဒီနေ့3ကိုတော်ယေရှုတင်တယ်ကိုတော်ယေရှုတင်တယ်ကိုတော်ယေရှုတင်တယ်ကိုတော်ဖျားချီးမွမ်းပါအောင်ဟာလေလုယာပြောရအောင်ကျေးဇူးတင်ကြောင့်ဖျားရှင်မပြောရအောင်ဟာလေလုယာဒီဒီကနေ့လွတ်မြောက်နိုင်တဲ့ဒီဒီကနေ့ရှိအသက်ရှင်နိုင်တဲ့ထိုဖျားရှင်ကြောင့်ပဲဖြစ်တယ်ဘုရားကျေးဇူးတင်တယ်လို့ပြောရအောင် Thank you Jesus
မြောက်ပြင်းနဲ့ပြန်လို့ပြောရအောင်ကိုရောဒီကနေ့တောင်းဒီနေ့ပို့ဆောင်ပေးတဲ့ယေရှုတင်တယ်လို့ပြောရအောင်ဟာလေလုယာဟာလေလုယာအရာအားလုံးလုံးပေးတော့ဖျားဖြစ်ဖြစ်တယ်ဟာလေလုယာဒီအားငယ်တဲ့အချိန်မှာသူရှိပြီးတော့ဖျားဖြစ်တယ်ဒီမလုံးနိုင်တဲ့အရာတွေဟောလုံးပေးတော့ဖျားဖြစ်တယ်ဟာလေလုယာယေရှုတော်တွေ